GED ဆိုတာကတော့မြန်မာကျောင်းသားကျောင်းသူတွေအထူးသဖြင့်အထက်တန်းကျောင်းသားတွေကြားမှာရေပန်းစားနေတဲ့ပညာရေးတစ်ခုဖြစ်ပါတယ်။အတော်များများကတော့ GED အကြောင်းသိထားပြီးသားဖြစ်လောက်မယ်ဆိုပေမဲ့လည်းဒီနေ့မှာတော့မသိသေးတဲ့သူတွေအတွက် GED အကြောင်းလေးကိုမိတ်ဆက်ပေးပါရစေ။ GED General Educational Development ဆိုတာအထက်တန်းကျောင်းတက်ရောက်ဖို့အဆင်မပြေတဲ့သူတွေအချိန်တိုအတွင်းတက္ကသိုလ်တက်ရောက်ခွင့်ရအောင်စီစဉ်ပေးတဲ့အတိမတ်ပြုလက်မှတ်တစ်ခုဖြစ်ပါတယ်။ GED ကိုတက်ရောက်ဖြည့်ဆို့ပြီးပြီဆိုတာနဲ့အောင်မြင်ကြောင်းလက်မှတ်နဲ့အတူ American, Canada, Australia အပါအဝင်နိုင်ငံပေါင်း100ကျော်ကတက္ကသိုလ်တွေမှာတွားရောက်ပညာသင်ကြားနိုင်မှာပဲဖြစ်ပါတယ်။ဘာကြောင့် GED ကိုရွေးချယ်တင်တာလဲဆိုရင်တော့အချိန်တိုတိုနဲ့အထက်တန်းပညာရေးပြီးမြောက်နိုင်ပါတယ်။နိုင်ငံတကာတက္ကသိုလ်မှာဆက်လက်ပညာသင်ကြားနိုင်ပါတယ်။အလုပ်အကင်ခွင့်လန်းတွေလည်းပုံမရရှိနိုင်ပါတယ်။ဒါကြောင့် GED ကတော့နိုင်ငံခြားမှာကျောင်းသားတက်ခြင်းနဲ့အချိန်လည်းအရင်မပေးနိုင်ဘူးဆိုသူတွေအတွက်အထူးသင့်လျော်ပါတယ်နော်။နောက်ပြီးတော့သတင်းကောင်းလေးတစ်ခုအနေနဲ့ GED with မြန်မာ online school မှာလည်း GED သင်တန်းများမကြာမီစတင်တော့မှာဖြစ်တဲ့အပြင် GED with မြန်မာ online school ရဲ့ကျောင်းသားတွေအတွက်နိုင်ငံရခြားမှာကျောင်းသွားတက်ချင်တဲ့အိမ်မက်လေးတွေအမြန်ဆုံးအကောင့်ထဲပေါ်စေနိုင်မဲ့အစီအစဉ်လေးတွေလည်းရှိတာကြောင့် page လေးကိုလက်လွတ်မခံပဲစောင့်ကြည့်ပေးကြပါဦးနော်။